အားလုံးပဲမင်္ဂလာပါဘာဆန်လာအမန်နဲ့ကြိုဆိုပါရစေကျွန်တော်ဘာစီလိုနာအသင်းရတော့ဗောနော်စီဗီလာအင်ကွင်းမှာကျွန်တော်တို့4-1ဆိုတဲ့ရလက်နဲ့အရှက်တစ်ခွဲကိုရှုံးနေခဲ့ရပြီဒါကျွန်တော်တို့ရဲ့ပထမဆုံးဒီလာလီဂါရှုံးပွဲဗောနော်ကျွန်တော်တို့အရှုံးဆိုတဲ့ရလက်ကြီးကိုမြည်စမ်းကြည့်ခဲ့ရပြီဒါပေမဲ့ကျွန်တော်တို့ရှုံးတော့လဲဂိုးပြက်ကြီးကိုရှုံးတာဆိုတော့ကျွန်တော်ဒီပွဲမှာတော့ကျွန်တော်တို့ရဲ့ဒီဖုံးဖိထားတဲ့အားနည်းချက်တွေကိုမြင်ရတာဗောနော်ညီကိုတို့ကျွန်တော်ကြည်ဘူးသမျှဟန်စီဖီလစ်ကင်တွဲပြီးဆိုကြတဲ့ကကျွန်တော်ကြည်ဘူးသမျှဘာစီလိုနာပွဲတွေထဲမှာဒီပွဲရတော့ဒီကစားပုံကအစဆိုးရွားဆုံးပဲလို့ကျွန်တော်ထင်တယ်ညီကိုတို့ကဘယ်လိုထင်လဲတော့မသိဘူးညီကိုတို့လည်းအဲ့လိုပဲဖြစ်မယ်လို့ကျွန်တော်ယုံကြည်တယ်ဗောနော်ဆိုတော့ဘာမှငုံမသိဘူးဗောပထမပိုင်းတစ်ပိုင်းလုံးဆော့နေတာဘောလုံးလည်းတဲမရဘူးဗောနော်ညီကိုတို့အဓိကသူတို့နိုင်ကျင်စိတ်လည်းမရှိတာလားတခုတော့ရှိတာဗောနော်ဘာစီလိုနာအနေနဲ့ဒီကျွန်တော်21ရက်အတွင်းမှာ9ပွဲလောက်ကစားထားတာဆိုတော့လေပွဲပန်းတဲ့ဒဏ်တွေလည်းခံစားနေရတယ်လို့ကျွန်တော်အနေနဲ့ယူဆရဗောနော်ဒီ Frankie De Jong တို့ Pedri တို့ဆိုလည်းပွဲပန်းနေတယ်ဗောဒီကစားသမား2ယောက်အင်ဂျင်ကပဲဒီကစားသမား2ယောက်ကပဲကျွန်တော်တို့ဥဆောင်ရတာဆိုတော့လေဒီစီဗီလာဆော့သွားတဲ့အနေထားသူတို့4-3-3နဲ့ဆော့တယ်ဗောနော်တခါကျရင်3-4-3အဲ့လိုမျိုးပုံစံနဲ့ဘာစီလိုနာကိုထိုးနေသွားတယ်နောက်ပြီးသူတို့အဓိကဘာစီလိုနာရဲ့အားနည်းချက်အဖြစ်ကိုမြင်ရတာ man to man pressing ဗောဒီ man to man pressing ကိုဘာစီလိုနာအနေနဲ့ဖြေရှားမဲ့ပုံစံတစ်ခုဖြစ်သွားခဲ့ပြီပထမဗီဒီယိုမှာပြောခဲ့တဲ့အတိုင်းပဲလာလီဂါအသင်းတွေကဘာစီလိုနာရဲ့ highline ကိုကျော်ဖြတ်ဖို့အတွက်သူတို့ဟာအချိန်ချင်းစူးစမ်းနေပြီအခုဆိုလည်းသိနေပြီပိုပြီးဆိုးသွားတာတခုကဟိုနှစ်တော့ PSG ကဘာစီလိုနာကိုကစားသွားတဲ့အချိန်မှာ man to man present ပေးတယ်Frankie De Jong နဲ့ Pedri ပေါ့နော် Zayn Emery နဲ့ကျွန်တော်တို့ Fabian Ruiz ကနေပြီးတော့ man to man present ပေးသွားတဲ့အချိန်မှာ Frankie De Jong နဲ့ Pedri ကနေပြီးတော့ဘောလုံးကမထွက်တော့ဘူးအရှိက Daniel Olmo ရှိဘောလုံးတွေမရောက်တော့ဘူးဆိုတော့ကျွန်တော်တိုက်စစ်ကတေးသွားပြီပေါ့နော်အသက်မဲ့ဖြစ်သွားပြီဒီနောက်တန်းနေနဲ့ဒီ Quinlan နဲ့တင်ပြီးနေပြီသူတို့ကသူတို့တိုင်ပတ်နေပြီပေါ့ညီကိုဆိုတော့ဒီနေ့လက် Sevilla အတိုင်းပဲဒီ aggressive ဆန်နဲ့ကိုဆော့သွားတယ်ပေါ့နော်ဒီ man to man present ပေးတယ်နောက်ပြီးရင်ကျွန်တော်တို့ဒီ marking ကိုလုံးကတ်နေအောင်ဟိုတဲ့ play ဆော့လို့မရတဲ့အထီကိုသူတို့ဒီအရန်ကိုလိုက်ပြီးတော့ present ပေးထားတယ်ပေါ့နော်ဆိုတော့ဒီခံစစ်ကြီးတက်ကြီးဆော့နေတာမဟုတ်ဘူးကျွန်တော်ဘာစီလိုနာခံစစ်တက်ဆော့တဲ့အသင်းတွေဆိုရင်တော့အဆင်ပြေကောင်းပြေလေပဲဒါပေမဲ့ဒီလိုမျိုး present ကြမ်းပေးပြီးတော့အဓိကကတော့ man to man ပေါ့နော်တယောက်နဲ့ဒီကြောင်နဲ့ battery ကိုထိန်းလိုက်ပြီးဆိုကြတဲ့ကပြီးသွားရင်ညူစဉ်းစားကြည့်ပါဗျာ Frankie De Jong နဲ့ Pedri ကိုထိန်းလိုက်ပြီဆိုရင် Daniel Olmo ဆိုတာဘောလုံးရဖို့တော့မှမလွယ်တော့ဘူးအရှိကိုဆိုတော့ဒီနေ့တို့နေရာမှာလမိုင်းရမယ်မပါဝင်တာလဲတော်တော်ဆိုးတယ်ဗောနော်လမိုင်းရမယ်အနေနဲ့လဲသူ့အနေနဲ့သူ့ရဲ့ဒီကွင်းပြင်းဒီအချင်းစာရိုက်တဲ့တာတွေကိုဗောနော်ဒီထက်ပို့ပြီးတော့သူ့အနေနဲ့ဒီထိန်းသိမ်းတယ်လို့ကျွန်တော်အနေနဲ့ယူဆရဗောနော်သူက Messi မဟုတ်ဘူးသူဟာ Ronaldo မဟုတ်ဘူးဆိုတော့ကသူ့အနေနဲ့အရင်အောင်မြင်နေပြီလို့ထင်နေလို့မရဘူးဗောနော်ပြီးရင်တခုကတော့ highline defense ပေါ့ကျွန်တော်တို့ရဲ့ highline defense ကတော့တိတဲ့အတိုင်းပဲညီကိုတို့ highline ကိုကြော်ပြီးဆိုကြတဲ့ပြန်မဲ့တဲ့အနေနဲ့ဘိုးတကူရပြီဆိုတာတေချာသွားပြီသူတို့အနေနဲ့အဲ့လိုပဲတွေးနေပြီညီလိုကိုတော့နော်ပထမဆုံးမိနစ်30လောက်ထိကျွန်တော်ရှောက်ဝန်တာကတစ်ချိန်လောက်ပဲရရထင်တယ်နော်ကျွန်တော်အနေနဲ့ကြည့်ရဘာစီလိုနာအဲ့လောက်ထိကိုပီယိုဖျက်ဖြစ်သွားတာသူတို့ရဲ့ဒီပွဲကို dominate လုပ်ဖို့နေတာသူတို့တော့တိုင်ပတ်နေကြတာဗျာဆိုတော့ Ronald Araujo အနေနဲ့ကတော့အများကြီးစားစားပြောစရာမလို Ronald Araujo ရဲ့ခြေစွမ်းကညီကိုတို့လည်းသိတဲ့အတိုင်းပဲသူကကောင်းမှသူကောင်းတဲ့မှာရှိတွေပဲရှိရတဲ့တချို့အရာတွေမှာပေါ့နော်စဉ်းစားကြည့်ပြဘာနေစနစ်ကြီးမှာဘာဖြစ်လို့အဲ့လောက်ကြီးခြေတောက်ကြီးပါတော့ပြီးတော့အထက်ကိုဂလန့်သွားသလိုဖြစ်သွားပြီပေါ့နော်ညီကိုတို့ဒါကြီးက Ronald Araujo အနေနဲ့ခေါင်းကတော်တော်ကိုအဆင်မပြေဘူးဗျာတချို့နေရာတွေမှာ Ronald Araujo အနေနဲ့ဒီသူ့အနေနဲ့ဆုံးဖြတ်ချက်တွေတော်တော်ကိုလိုတယ်ဗျာညီကိုတို့နော်အုံနောက်မပါဘူးဘာစီလိုနာခံစစ်မှာဒီနောက်ကြရင်ဘသူ့ကိုရွေးရမှန်းတော့မသိတော့ဘူးကစားသမားကတော့ခံစစ်ကိုဥဆောင်မဲ့ကစားသမားကတော့လိုလိုနေပြီပေါ့နော်ဘာစီလိုနာမှာပထမပိုင်းမှာဆိုကျွန်တော်တို့ဒီလောင်းဘောတွေပေးပြီးတော့ Hules Conte ဘက်ကနေပဲတောက်လျှောက်ဖောက်တာနော် Hules Conte ကလည်းတခါရကြနေတွေမှာဆိုပြေးနေတချို့နေတွေမှာဆိုသူ့အနေနဲ့ရုံးကန်နေရတာဟောဟဲပဲ Hules Conte အနေနဲ့ပေါ့နော်ကျွန်တော်မှတင်ရတော့ထူပြောစရာမရှိတာဒီကစားသမားကူပါစီဒီ Frankie De Jong လှုပ်မြရတဲ့အချိန်မှာကူပါစီအနေနဲ့ဘောလုံးတွေအရှိကိုပို့တဲ့နေရာတွေမှာတော့မစိုးဘူးပေါ့နော်ကူပါစီနဲ့ဒါပေမဲ့သူလည်းတော်တော်ပြော့တယ်ဗျာကူပါစီကိုကြည့်ရတယ်မနစ်တော့ရှည်စံလုံးကိုမရခဲ့သေးဘူးပေါ့နော်73မိနစ်မှာတော့ကျွန်တော်တို့ Ronald Araujo ကဒီခေါင်းမသုံးမှုတွေကြောင့်သူ့ရဲ့ဆုံးဖြတ်ချက်အားနည်းမှုတွေကြောင့်ကျွန်တော်တို့ penalty ပေးရရပါဗျာ Alexis Sanchez ကနေပြီးတော့ဂိုးသွင်းသွားတယ်ဗောနော်ညီကိုတို့36မိနစ်မှာလည်းဒီတိုင်းပဲကျွန်တော်ပြော့နေတဲ့အတိုင်းပဲဒီတိုက်စစ်မှုတွေကဒီနောက်မစင်းကြတော့ဘူးဗောနော်ဘာစီလိုနာနဲ့တွေ့တော့ second runner တွေအနေနဲ့ဒီနောက်က win back တွေဒီကွင်းလဲကစားသမားတွေဗောနော်ဒီထွက်ပြေးတာဒီကစားသမားတွေကြတော့သူတို့ကဒီလူချုံတောင်ကြောက်ဖမ်းလို့မရဘူးလေအဲ့လိုပြည့်ပြီးတော့ပဲဘာစီလိုနာဒုက္ခပေးတာနော်ညီကိုတို့ဒီအဲ့လိုနဲ့ပဲကျွန်တော်36မိနစ်မှာလည်းဒိုးသွင်းခံလိုက်ရတယ်ဗောဗျာပွဲပြီးကနေအပူချိန်မှာကျွန်တော်တို့45မိနစ်50လောက်မှာကျွန်တော်တို့ Pedri ခင်းပေးလိုက်တဲ့လုံး Marcus Rashford ကတော့ဒီနေ့မှာအပေါင်းဆောင်တယ်ဒီနေ့မှာတော့ Pedri နဲ့ Marcus Rashford နှစ်ယောက်ပဲကျွန်တော်အနေနဲ့ကတော့အပေါင်းဆောင်တယ်လို့မြင်တယ်ပေါ့နော် Marcus Rashford အနေနဲ့ဒီအပြင်းကန်ချက်ပဲကန်ရှာလိုက်တာအပြောက်ပဲပေါ့နော်ဆိုတော့2-1ပေါ့ကျွန်တော်ဘာစီလိုနာနဲ့ဒုတိယပိုင်းမှာတော့ကျွန်တော်တို့ Orlando Verde နဲ့ Gerard Martin လဲတယ်ပေါ့နော် Gerard Martin ကတော့ပွဲထွက်ခွင့်ကိုရနေတော့တာပဲနော်ညီကိုတို့အဲ့ဒါလည်းထူးပြောစရာမလိုတော့ဘူး
နောက်ပြီး Eric Garcia နဲ့ Ronald Araujo နဲ့လဲတယ်ပေါ့နော် Eric Garcia အနေနဲ့ကလည်း CB မှာသုံးဖို့အတွက်သူ့ရဲ့အနေထားနဲ့ကြာပျော်လွန်းမြန်တယ်ပျော်လွန်းနေဆိုတဲ့အနေထားမှာခုနပြောသလိုပဲသူက RC ကျွန်တော်တို့ right back လောက်မှအဆင်ပြေတယ်သူ့အကောင့်ထဲနဲ့ဆိုရင်တချို့တိုက်စစ်မှုတွေနဲ့ဆိုရင်သူကဘလောက်မှအဆင်မပြေဘူးပေါ့နော်ကူပါစီလည်းကြည့်ပြကူပါစီလည်းသူကပျော့တိပျော့ဖက်နေဆိုတော့အဲ့ဒီကာစီယာနဲ့တွေ့လိုက်တော့လဲအဆင်မပြေပြန်ဘူးဆိုတော့ဒါပေမဲ့လည်းကျွန်တော်တို့ရဲ့တိုက်စစ်လမ်းကြောင်းတွေဒီပို့ပြီးတော့ပွင့်လာပြီပေါ့နော်အရန်လိုဘယ်တွေနဲ့ဒီဘက် Rafford ရဲ့အတွဲတွေကနေပြီးတော့ကျွန်တော်တို့မစိုးဘူးပေါ့ဘာစီလိုနာဒုတိယပိုင်းမှာဆော့လာတော့နည်းနည်းလေးတဖြည်းဖြည်းနဲ့တော့ပို့ပြီးတော့ရတန်မိလိုက်တော့ကျွန်တော်ခံစားရတယ် Ferran Torres တို့ဆိုတာလည်းဒီနေ့ပျောက်ချက်အကောင်းသားပဲဒါနီအိုမိုတို့ Ferran Torres တို့ဘယ်ရောက်နေမှကိုမသိဘူးဒီ Lewandowski တို့ပေါ့နော် Rooney ကလည်းမစိုးပါဘူးတိုးတက်လာရပေါ့ဒီဘက်မှာမစိုးတော့မစိုးရှင်းစားပြဒါပေမဲ့သူ့အနေနဲ့တကူကောင်းဆန်မှုတွေရှိရတချို့ຢာတွေမှာမာကာရက်ဖိုပေးလျရတဲ့နဲ့သူကကိုယ်အတွင်းပြချင်းနေတာသူရှေ့စွမ်းကိုပြချင်းနေတာသူကောင်းတယ်ဆိုတဲ့အကြောင်းပေါ့နော်အဲ့လိုမျိုးကြီးခံစားရတယ်ဗျာတကယ်ကွာနှလုံးလောက်ရှိရဲ့ညီကူတို့ကဒီနေ့ Rooney အနေနဲ့ဆိုတော့သူဆော့သွားတဲ့ play လေးကတော့မစိုးဒါပေမဲ့ကျွန်တော်တို့အနေနဲ့ပို့ပြီးတော့အဆင်ပြေတဲ့ဟာကိုသူမရွေးချယ်နိုင်သေးဘူးပေါ့ဗျာပထမပွဲတော့ကလည်းကျွန်တော်ကြည့်နေတာပထမပွဲတော့ကလည်းဒီကလေးကတောက်လျှောက်တူးပြီးပဲတောက်လျှောက်ကစ်ပြနေတာသူအဲပွဲမှာလည်းနော်ဒီတော့ draw တို့နဲ့သူနဲ့2ယောက်လေအရန်ကိုလောပြီးတော့လေသိရမလားအဲ့လိုမျိုးတွေလုတ်ပြနေတာဆိုတော့ပဲဥစဉ်96မိနစ်ကျွန်တော်တို့ penalty ရရပါဗျာဒီ Alejandro Balde ကနေ Alejandro Balde ကြောင့် penalty ရခဲ့တယ်ပေါ့ Robert Lewandowski ကျွန်တော်တို့လွဲသွားရပေါ့လွဲတာမဟုတ်ဘူးပေါ့ဗျာညီကိုတို့ဂိုးတွေကိုမဝင်တာပေါ့ပုတ်တာတော့မဟုတ်တော့ဘူးဆိုတော့ FB တဲ့နောက်ပိုင်းကဘာစီလိုနာရဲ့ကစားသမားတွေကစိတ်ဓာတ်ကပိုးပြကျသွားတော့တာဆိုတော့ညီကိုတို့စဉ်းစားတာကြည့်တော့ဗျာဘာစီလိုနာအနေနဲ့ဘလောက်များဘောလုံးလဲတဲမရနောက်ပြီးရင်ဒီပန်နတီလက်မဝင်တော့ဆိုတော့သူတို့ရဲ့စိတ်ဓာတ်ကလည်းစကလာကြတဲ့ဟာကိုကန်ကျင်လားမကန်ကျင်လားလည်းမသိသူတို့မျက်နှာလေးတွေကြည့်နေတာနေတိုင်းနဲ့ဘာမှ industry မရှိဘူးနိုင်ကျင်စိတ်လည်းမရှိဘူးအဲ့လိုမျိုးခံစားရတယ်ဗောနော်ကျွန်တော်တို့ကြည့်တာဒီလိုနဲ့ပဲကျွန်တော်တို့ပွဲစဉ်90မိနစ်ကျွန်တော်တို့ရဲ့နောက်တန်းအမှားတွေကနေပြီးတော့နောက်ပြီးရင်ပွဲပြီးကာနီးဗောနော်ကျွန်တော်တို့96မိနစ်ကျွန်တော်တို့ရဲ့ highlight ကိုဖောက်ပြသွားတာညီကိုတို့ကကလေးနဲ့လူကြီးကစားနေတဲ့အတိုင်းပဲ PSG နဲ့ပွဲအတိုင်းပဲဗျာဒီနေ့ကန်သွားတာလဲ PSG ကကျွန်တော်တို့ဘာစီလိုနာပေါ့နော်ဒီဘလိုကန်ရမယ်ဆိုတာကိုကိုပြသွားတဲ့အချိန်မှာလာလီဂါအသင်းနေနဲ့အတိုင်းလိုက်ရှောက်ရုံပဲဆိုတော့ဘာစီလိုနာနဲ့ဘလိုလုပ်မလဲဒီ highlight defense နဲ့ပဲဆက်သွားမယ်ဆိုရင်လဲကစားသမားတွေအနေနဲ့နောက်တန်းကစားသမားတွေအနေနဲ့ဒီထက်ပိုပြီးတော့ကြောက်နေတယောက်ကြားမှာနားလည်မှုပိုရှိတဲ့နဲ့ပိုပြီးတော့ကျွန်တော်တို့ပိုကောင်းတဲ့ကျွန်တော်နောက်တန်းတွေလိုတယ်ဗျာညီကိုတို့ကဒီအင်နီကိုမာတီနဲ့နေရာမှာအစားကိုမထိုးနိုင်သေးဘူးလို့ကျွန်တော်ပြောလို့ရတယ်ဗောနော်လာလီဂါအနေနဲ့လာလီဂါအသင်းနေနဲ့လဲကျွန်တော်တို့ကိုဘယ်လိုထိုးနေရမလဲကျွန်တော်တို့နဲ့ကန်ရင်ဂိုးရနိုင်တယ်ဆိုတဲ့အကြောင်းကိုသူတို့အနေနဲ့တိနေပြီဘာလို့ဆိုတော့အိတ်ပေါင်းနဲ့ဖားကောက်တယ်လို့ပဲလေပထမပွဲတွေမှာကြတော့ကျွန်တော်လမိုင်းရမယ်တို့ရာဖင်ညာတို့ရှိနေတို့တဲ့ကြောင့်ကျွန်တော်တို့အနေနဲ့ဒါဖြစ်ဖြစ်ရှေ့ကနေဂိုးလိုက်သွင်းနိုင်နေတယ်တိတ်မသိတာဘူးတကူနှစ်ကူပေးရလဲဒါပေမဲ့အခုကျတော့ကိုကဂိုးသွင်းခံနေရတာဂိုးပြန်ရှူနိုင်တဲ့လူကမချီပြန်ဘူးဆိုတော့အဲ့လိုဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့မစီဖလစ်အနေနဲ့ဒီသူအတင်းပြန်ပြီးတော့ဒီထက်ပိုပြီးတော့သုံးသပ်တင်တယ်ပေါ့နော်ဆိုတော့က international break ရှိသွားတော့ကျွန်တော်တို့ဘာစီလိုနာအနေနဲ့ဒီနည်းနည်းတော့စိတ်သက်သာရသွားရပေါ့ဗျာဒီ international break မှာလဲကစားသမားတွေဒိုင်ယန်မရဘူးပဲမျှော်လင့်ရတာပေါ့နော် international break ပြီးတော့ Rafinha တို့ကျွန်တော်တို့ Fermin Lopez တို့တော့ပြန်လာတော့မယ်ကျွန်တော်တို့ဘာစီလိုနာအသင်းအနေနဲ့ပြင်ဆင်ကြရတဲ့အများကြီးရှိနေပြီလာလီဂါတော့မှကျွန်တော်တို့ချန်ပီယံဆုပြန်ကောက်ွယ်ဖို့အတွက်မလွယ်ဘူးဒီပုံစံအတိုင်းဆိုရင်ဂိုးတွေကတော့6တိုင်းသွင်းခံနေရတာပေါ့နော်ဟောညီကိုတို့ကျွန်တော်တခုလောက်တော့ပြောချင်တယ်ဒီမှာကျွန်တော်တို့ရောက်နေတဲ့နေရာမှာလေကအရင်တိုက်နေတဲ့ကြောင့်ဒီလေတန်လေးတွေပါနေလဲကျွန်တော်တို့နားလည်ပေးပါကျွန်တော်ကြည့်ရှုပေးတဲ့ဘာစီလိုနာပရိသတ်တွေညီကိုတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် YouTube channel လေးကိုလည်း Subscribe လုပ်ခဲ့ပေးကြပါဦးအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ